ဘဝမှာအကြီးဆုံးအိမ်မက်ကပါပါလေအဲ့ဒီအိမ်မက်ကိုဘယ်လိုအကောင့်ထဲဖော်ချင်ပါသလဲအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ contestant level 7 Amy ဆိုပဲဖြစ်ပါတယ်ရှင်ကျမရဲ့ကြီးမားဆုံးအိမ်မက်ကကျမကအောင်မြင်တဲ့ Miss တယောက်ဖြစ်ချင်ပါတယ်ရှင်ဒါကြောင့်ကျမရဲ့ပထမဆုံးအချိန်တိုင်းဖြစ်တဲ့ဒီ Miss Grand Award မှာအစစ်တက်ပြီးတော့ကျမရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်သွားမှာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ခင်ဗျာညနေညနေမှာညီမငယ်လေးဖြစ်ဆိုရမယ့်မိကုန်းကတင်ဘဝမှာအရေးကြီးဆုံးလို့သတ်မှတ်ထားတဲ့တန်ဖိုးတစ်ခုကဘာပါလဲအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ contestant number 14မေသူဇော်ပဲဖြစ်ပါတယ်ရှင်ကျမဘဝရဲ့အရေးကြီးဆုံးတန်ဖိုးဖြတ်လို့မရဆိုတာမြတ်ဆုံးအရာကတော့ကျမရဲ့မိဘပါပဲရှင်ကျမရဲ့အမေကိုကျမလုံးဝတန်ဖိုးဖြတ်လို့မရပါဘူးကျမတို့ယခုချိန်ထိကျွေးမွေးဆောက်ရှောက်ပေးပြီးတော့ဒီစင်မြစ်ပေါ်မှာရက်တည်နိုင်အောင်ပြုစုဆောက်ရှောက်ပေးခဲ့တဲ့အတွက်ကျမအမေကိုကျမအရန်ချစ်ပြီးတော့အရန်တောင်းထားပါရရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ညီမငယ်လေးဖြစ်ဆိုရမယ့်မိကုန်းကဒီညရဲ့ Miss Grand Award Crown ဟာတင်နဲ့ထိုက်တန်တယ်လို့ထင်ပါသလားဘာကြောင့်ပါလဲဟုတ်ကဲ့ကျမဒီညရဲ့ Miss Grand Award Crown နဲ့ကျမကိုကျမထိုက်တန်တယ်လို့ထင်ပါတယ်ရှင်ဘာကြောင့်လဲဆိုတော့ကျမဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့အတွက်အစွမ်းကိုကျမပြင်ဆင်ပြီးတော့လာရောက်ရှင်ပြိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီ crown ကကျမနဲ့ထိုက်တန်တယ်လို့ကျမရဲရဲကြီးထင်ပါတယ်ရှင်အဲကြောင့်မလို့ကျမတွေမဟုတ်ဘူးဒီပြိုင်ပွဲကိုလာပြိုင်တဲ့ပြိုင်ပွဲဝင်18ရာလုံးလဲထိုက်တန်ပါရှင်ဒါပေမဲ့အခု